President, Madam Vice ဥက္ကဋ္ဌကြီးနဲ့တဲ့တရားသူကြီးများခင်ဗျာတဲ့မြန်မာနိုင်ငံကိုစားကျွန်တော်အနေနဲ့လုပ်ဖို့ကံပဲရှင်းနေကြီးတွေနဲ့အတူဒီနေ့တရားရုံးမှာရှောက်လဲချက်ပြီးခွင့်ရတဲ့အတွက်ဂုဏ်ယူပါတယ်ပေါ့သူဖြင့်စာဖြင့်ရှောက်လဲချက်တွေပေးပို့ပြီးမှကွယ်လွန်သွားရှာတဲ့ကျွန်တော်တို့ရဲ့လုပ်ဖို့ကံပဲရှင်းနေကြီးဒိုင်နာအဲလက်စ်ကိုလည်းတဲ့ဒီနေရာကနေပို့ပြီးမှတ်တမ်းတင်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုင်ဆွဲချက်ဆိုတာအလွန်ကြီးမားတဲ့အလွန်လေးနက်တဲ့ကိစ္စကြီးတစ်ခုပါတဲ့ဒါကြောင့်လည်းရုံးတော်အနေနဲ့ဘယ်ဘက်ကမှကြိုတင်ပန်းလိုက်မှုမရှိပဲဂရုတစိုက်စစ်ဆေးပေးဖို့ပေါ့နော်သူယုံကြည်ပါတယ်ပေါ့နော်အဲ့တော့ပထမတစ်ခုကတော့ဗာလဲဆိုတော့ဂမ်ဘီယာရဲ့ဆွဆွဲချက်တွေနဲ့ဒီတက်တည်ပြတဲ့အနေအထားတွေကိုသူစပြီးပြင်းပြီအဲ့တော့ဂမ်ဘီယာဘက်ကတော့တဲ့ဒီခုကိုအသေးစိတ်မကြည့်ပဲအပေါ်ယံကြည့်ဖို့တိုက်တွန်းနေပုံရပါတယ်ဒါပေမဲ့ဒါဟာတာမန်မဟုတ်ပါဘူးတဲ့နိုင်ငံတစ်ခုကိုရာဇဝတ်မှုအကြီးဆုံးနဲ့ဆွဆွဲတာဖြစ်လို့ရာဇဝတ်မှုဆိုင်ရာတက်တည်ပြနိုင်ဖို့အစဉ်အတန်းStandard of proof of criminal proceeding အဲ့ဒီအတိုင်းနဲ့နော်တန်တရားဖြစ်เสียမရှိတဲ့ခိုင်လုံကြောင်းတက်တည်ပြဖို့လိုအပ်ပါတယ်တဲ့နော်အဲ့တော့ရာဇဝတ်မှုဆိုင်ရာတက်တည်ပြနိုင်ဖို့အစဉ်အတန်းရှိဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါဟာတန်တရားဖြစ်เสียလုံးဝမရှိပဲခိုင်လုံဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုနော် beyond reasonable doubt အဲ့လိုတက်တည်ပြနိုင်ဖို့လိုပါတယ်ဆိုပြီးတော့မှပြောတယ်ပေါ့နော်အဲ့တော့ဒီမှုပါတဲ့ထူးခြားချက်နှစ်ချက်ရှိပါတယ်နံပါတ်1တဲ့တက်သိပြရင်တာဝန်နဲ့ Barano Proof ကတဲ့ပုံမှန်အမှုတွေထက်ပိုပြီးတော့မှတက်သိပြဖို့အတွက်သူကအခြေအနေမြင့်မားတယ်ပေါ့နော်ဒါတဲ့ဒီနစ်နာတဲ့နိုင်ငံပေါ့နော်နစ်နာတဲ့နိုင်ငံကတရားစွဲတာမဟုတ်ဘဲနဲ့တက်ဆိုင်ခြင်းမရှိတဲ့တတိယနိုင်ငံဂမ်ဘီယာကဝင်ရောက်တရားစွဲဆိုတာဖြစ်ပါတယ်တဲ့ဒါကြောင့်ဂမ်ဘီယာအနေနဲ့ပိုပြီးတာဝန်ယူမှုတာဝန်ခံမှုရှိဖို့လိုပါတယ်တဲ့အဲ့တော့တဲ့အချက်လက်ပိုင်းကိုကြည့်ရအောင်တဲ့အာဆာအကြမ်းဖက်ဖွဲ့ရှိတယ်ဆိုတာရဲ့တဲ့2016-2019မှာသူတို့ကလုံခြုံရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တယ်ဆိုတာကိုတဲ့ဘယ်သူမှမငြင်းပါဘူးတဲ့ဂမ်ဘီယာဘက်ကမငြင်းဘူးပေါ့နော်အဲ့တော့ဂမ်ဘီယာကိုယ်တိုင်ကလည်းမြန်မာနိုင်ငံအနေနဲ့ဒီအကြမ်းဖက်မှုတွေကိုလက်ပိုက်ကြည့်နေစရာမလိုပါဘူးတုံ့ပြန်ပိုင်ခွင့်ရှိပါတယ်လို့ဝန်ခံထားပါတယ်တဲ့ဟုတ်ပြီမြန်မာနိုင်ငံရဲတပ်ဖွဲ့တွေတပ်မတော်နယ်ခြားဆောင်ရဲတပ်ဖွဲ့အခြားရဲတပ်ဖွဲ့တွေကိုတော့လုံခြုံရေးတပ်ဖွဲ့တွေလှုပ်ဆောင်ခဲ့တာကနေမြေရှင်းလင်းရေး area clearance operation ပါတဲ့ဒီစလုံးကိုကြားရရင်ထိတ်လန့်စရာကောင်းပေမဲ့စစ်ဘက်ဆိုင်ရာအသုံးအနှုန်းကတော့အကြမ်းဖက်နှိမ်နင်းရေးတဲ့ counter terrorism ဒါမှမဟုတ်တပုံနှိမ်နင်းရေးတဲ့နော် counter insurgency အဲ့လိုတဲ့အဓိပ္ပာယ်ရပါတယ်အမေရိကန်နဲ့ဗြိတိန်စစ်တပ်တွေမှာလည်းဒီစကားကိုသုံးပါတယ်တဲ့နော်ဒါကိုဂမ်ဘီယာကတမင်လွဲမှားပြီးတော့မှပုံဖော်နေတာပါတဲ့ဂမ်ဘီယာကကုလသမဂ္ဂအစီရင်ခံစာ FFN report ကိုတဲ့ကိုကားထားပေမဲ့ဒီအစီရင်ခံစာထဲမှာတဲ့အာစာအကြောင်းဖော်ပြထားတဲ့စာမျက်နှာတွေကိုချန်လက်ခဲ့ပါတယ်တဲ့ဒါဟာယူသားမှုမရှိပါဘူးအာစာဟာအလွန်အင်အားကြီးပြီးစနစ်ကျဖွဲ့စည်းရတဲ့ဖွဲ့စည်းပါတဲ့အခုချိန်ထိဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာဩဇာလွှမ်းမိုးထားဆဲဖြစ်ပါတယ်တဲ့နောက်ထပ်သူကဘာထပ်ပြောလဲဆိုတော့ဒီကုလသမဂ္ဂအစီရင်ခံစာတွေကိုသူတိုက်တယ်အဲ့တော့ဂမ်ဘီယာရဲ့အမှုတစ်ခုလုံးဟာတဲ့2018-19ကုလသမဂ္ဂအချက်လက်ရှာဖွေရေးမစ်ရှင် FFM အစီရင်ခံစာတွေပေါ်မှာပဲမိခိုနေပါတယ်တဲ့အစီရင်ခံစာတွေဟာတဲ့နံပါတ်1တဲ့လွန်ခဲ့တဲ့6နှစ်9နှစ်ကဟာတွေဖြစ်တယ်တဲ့နံပါတ်2တဲ့တရားရုံးမှာသုံးဖို့စနစ်တကျစုဆောင်းထားတာမဟုတ်ဘူးတဲ့နံပါတ်3နဲ့အမည်မသိလူပုဂ္ဂိုလ်တွေပြောစကားတွေကိုအခြေခံထားတယ်တဲ့နံပါတ်4တဲ့တစ်ဖက်သက်ရေးထားတာဖြစ်တယ်မြန်မာနိုင်ငံကပူးပေါင်းဆောင်ရွက်တာမရှိဘူးပေါ့ဗျာပြောရရင်နော်အဲ့တော့ရုံးတော်အနေနဲ့ဒီလိုအမည်မသိလူတွေရဲ့စကားတက်ကိုအခြေခံပြီးဂျနိုဆိုက်လို့ကြီးလေးတဲ့ပြစ်မှုကြီးကိုဆုံးဖြတ်လို့မရပါဘူးတဲ့အကယ်၍ FFM အစီရင်ခံစာတွေကိုဖယ်လိုက်ရင်တဲ့ဂမ်ဘီယာမှာဘာတက်တည်မှမကြံတော့ပါဘူးဟာပြင်းတယ်နော်သူကတက်တည်ကိုအကုန်လုံးဖြောက်ဖို့လုပ်တာပေါ့ဗျာနော်အဲ့တော့ double I double ဒါကနောက်ထပ်တစ်ဆင့်နော်ရန်နေရာတစ်ခုစုံစမ်းစစ်ဆေးရန်နေရာအဲ့ဒီစုံစမ်းစစ်ဆေးရန်နေရာကတဲ့တက်တည်42ယောက်စစ်ထားပေမဲ့ဂမ်ဘီယာ12ယောက်ရဲ့ထွက်ဆိုချက်ကိုပဲတင်ပြရေးပါတယ်တဲ့ဒါကသူတို့ရဲ့တက်တည်မခိုင်လုံမှုကိုပြသနေပါတယ်တဲ့အဲ့တော့တမိုင်းညောင်းကိုကြည့်မယ်ဆိုရင်တဲ့ဗြိတိန်ကိုလိုနီခေတ်1824ကနေ1948အထိ124နှစ်တာကာလအတွင်းမှာတဲ့ရိုဟင်ဂျာဆိုတဲ့နာမည်ကိုသုံးနှုန်းခဲ့တဲ့မှတ်တမ်းလုံးဝမရှိပါဘူးတဲ့1940နောက်ပိုင်းကျမှနိုင်ငံရေးရွေးချက်နဲ့ဒီနာမည်ကိုစပြီးသုံးလာတာပါတဲ့အဲ့တော့2003ခုနှစ်ထုတ်တဲ့ Oxford Encyclopedia အဲ့ဒီမှာတော့မှာတဲ့ရိုဟင်ဂျာဆိုတာတဲ့ရခိုင်ပြည်နယ်မှာမွေးဖွားပြီးစစ်တကောင်းဒေသရစကားပြောဆိုတဲ့ဘင်္ဂလီမွတ်စလင်များဖြစ်တယ်လို့ဖွင့်ဆိုထားပါတယ်တဲ့2018ခုနှစ်တုတေသနလုပ်ငန်းအရရခိုင်မြောက်ပိုင်းကမွတ်စလင်10ယောက်မှာ9ယောက်က
သူတို့ကိုသူတို့ရိုဟင်ဂျာတို့မသုံးပါဘူးတဲ့ခေါင်းဆောင်တွေရဲ့ဖိအားပေးမှုကြောင့်သာသုံးနေတာပါတဲ့ဒါကြောင့်မြန်မာအစိုးရကဘင်္ဂလီလို့သုံးတာဟာဂျန်နိုဆိုက်ကိုဟိုပေါ့နော်ဂျန်နိုဆိုက်ဖြတ်စည်းလို့စိမ့်ပေါ့ဖြတ်စည်းလို့စိမ့်ကြောင့်မဟုတ်ဘဲနဲ့တမိုင်းကြောင်းနဲ့ယဉ်ကျေးမှုအရာတိကျမှန်ကန်တဲ့အသုံးအနှုန်းဖြစ်လို့သာသုံးတာပါတဲ့နော်နောက်ကဗာဆက်ပြောလဲဆိုတော့ပြန်လည်လက်ခံရင်ဇမ်ဘီယာကမြန်မာနိုင်ငံဒုက္ခသည်တွေကိုပြန်မခေါ်ဘူးလို့ဆွဆွဲပါတယ်တဲ့တကယ်တော့မြန်မာနိုင်ငံဟာဘင်္ဂလားဒေ့ရှ်ရဲ့သဘောတူညီချက်တွေကိုရယူပြီးပြန်လည်လက်ခံဖို့အသင့်ရှိနေပါတယ်တဲ့နှောင့်နှေးနေတာကတစ်လုံခြုံရေးအခြေအနေတဲ့နှစ်တဲ့ဒုက္ခသည်တွေဘက်ကတောင်းဆိုချက်တွေများလွန်းနေတာတဲ့နောက်တစ်ခုကဒုက္ခသည်တွေစခန်းထဲမှာအာစာအဖွဲ့ကပြန်ကျင်တဲ့သူတွေကိုချင်းချောက်တက်ဖြတ်နေရတဲ့ကြောင့်ဖြစ်ပါတယ်တဲ့ဒါအပြင်ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝိုင်းကလည်းတဲ့ပြန်လည်လက်ခံရေးကိုတိုက်တွန်းနေတာဟာမြန်မာနိုင်ငံမှာဂျနိုဆိုက်မရှိတော့ဘူးလို့သူတို့ယုံကြည်လို့ပါပဲတဲ့တကယ်လို့ဂျနိုဆိုက်ရှိနေသေးတယ်ဆိုလို့ရှိရင်တဲ့ဘယ်သူကဒီလူတွေကိုပြန်ပို့ခိုင်းပါလဲတဲ့အဲ့ဒီကုန်းချုပ်အနေနဲ့တဲ့ဥက္ကဋ္ဌခင်ဗျားမြန်မာနိုင်ငံအနေနဲ့ဒီမှုကိုအကြောင်းအရာအရအောင်အချက်လက်ရပါခိုင်ခိုင်မာမာချိပသွားမှာဖြစ်ပါတယ်တဲ့အခုကျွန်တော်တင်ပြခဲ့တာတော့မြန်မာနိုင်ငံရဲ့စာနဲ့ရှောက်လဲချက်အခန်း1ပါနောက်ခံအချက်လက်တွေဖြစ်ပါတယ်တဲ့ဆက်လက်ပြီးပါမောက္ခမေရွန် Professor မေရွန်ကတင်ပြပါလိမ့်မယ်တဲ့ဆိုပြီးတော့မှသူကအဆုံးသတ်သွားတယ်เนาะ